BG ရဲ့ဆွဲမှတ်ဖွဲရာတရုတ်ဆောင်မင်းသားမှာနိုင်ငံရေးသမားတို့ကူပြောင်းခဲ့ပုံဒါဟာရုပ်ရှင်ဇာတ်ကားတွေကဇလန်းတစ်ပုဒ်လားဒါမှမဟုတ်လက်တွေဘဝရဲ့ထူးဆန်းတဲ့ဖြစ်ရတခုလားထာလာပတိ BG ရဲ့ဘဝဇာတ်ကြောင်းတစ်ကိုဒီဗီဒီယိုလေးမှာစလိုက်ကြရအောင်ပါ BG ဟာ1984ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့1984ခုနှစ်ကတည်းကကလေးတရုတ်ဆောင်ဖြစ်သူ့ရဲ့ဘဝကိုခက်ခက်စတင်ခဲ့သူတယောက်ပဲဖြစ်ပါတယ် BG ဟာစ조사ရင်1992ခုနှစ်လောက်ရောက်မှသာသူ့ရဲ့ပထမဆုံးခေါင်းဆောင်ဇာတ်ကောင်အဖြစ်ပွဲဥတော်ကိုတရုတ်ဆောင်ခွင့်ရခဲ့တာပါဂိလီပေါကီရီတူပါကီစတဲ့ဇာတ်ကားများနဲ့တမီရုပ်ရှင်လောကရဲ့အောင်မြင်ဆုံးတရုတ်ဆောင်တူအဖြစ်နဲ့လဲတရုတ်ဆောင်လောကထဲမှာနေရာယူခဲ့သူတယောက်ပဲဖြစ်ပါတယ် BGC ဟာအီလာယာထလာပတိခေါ်စစ်သူကြီးငယ်ဆိုတဲ့ခံယူချက်နဲ့ပြည်သက်တန်းပေါင်းများစွာရဲ့အားပေးမှုတွေကိုလည်းအခိုင်အမာရယူထားပါသေးတယ် BG ဟာနိုင်ငံရေးဘက်သို့ကူးပြောင်းခဲ့ပုံကတော့2024ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာသူ့ရဲ့ကိုယ်ပိုင်နိုင်ငံရေးပါတီတမီအာကာဘက်ထရီကာဇာဂက် TVK ကိုတီထောင်ခဲ့ကြောင်းကြေညာခဲ့ပါတယ် BG ဟာ2026ခုနှစ်မှာကျင်းပမယ်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကိုမတူရှိုင်းအရှိမဲဆန္ဒနယ်မှာဝင်ရောက်ရှင်ပြိုင်ရင်ဖြစ်ကြောင်းကိုလည်းကြေညာခဲ့ပါတယ်2025ခုနှစ်စက်တင်ဘာ28ရက်နေ့မှာတော့ကရှုခရိုင်မှာကျင်းပခဲ့တဲ့ TVK မဲဆွယ်ဆန္ဒခံပြပွဲကြီးဟာဝမ်းနည်းဖွယ်ရာအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရပါတယ်ဒီအဖြစ်အပျက်ကတော့ဆန္ဒပြနေတဲ့လူစုလူဝေးကြီးဟာရုတ်တရက်တိုးဝင်မှုကြောင့်လူပေါင်း40ခန့်သေဆုံးခဲ့ရပြီးရာနဲ့ချီတဲ့ပြည်သူတွေဒဏ်ရာရရှိခဲ့ပါတယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကို BG ဟာမော်တော်ယာဉ်ပေါ်ကနေပြီးတော့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းအကူအညီတောင်းခံခဲ့ပါတယ်ဒီအဖြစ်အပျက်အဆိုးကြီးကနိုင်ငံရေးသမားတစ်တယောက် BG အတွက်တော့ကြီးမားတဲ့စီမံခန့်ခွဲမှုဆိုင်ရာစိန်ခေါ်မှုတွေကြီးဖြစ်သွားခဲ့ပါတယ် BG ရဲ့ခံယူချက်ကတော့လူတိုင်းအတွက်အရာရာပါဆိုတဲ့နိုင်ငံရေးပန်းတိုင်ကိုချမှတ်ခဲ့တာပါ BG ရဲ့အနာဂတ်ခီးနောက်လာမယ့်2026ရွေးကောက်ပွဲမှာတော့ TVK ပါတီဟာအောင်ပွဲခံနိုင်မဲ့အရေးအယောင်တွေပုံမမြင့်မားနေပါတယ် BG ကတော့ဒီရွေးကောက်ပွဲကြီးဟာသူ့ရဲ့ TVK ပါတီနဲ့ DMK ပါတီတို့ကြားမှာဓာတ်ရိုက်ရှင်ပြိုင်မှုတွေဖြစ်လာလိမ့်မယ်လို့ကြေညာခဲ့ပါတယ်သူဟာ1960ခုနဲ့1989ခုနှစ်ကနိုင်ငံရေးအပြောင်းလဲကြီးများလိုပဲ2026ခုနှစ်တွင်မှာလည်းကြီးမားတဲ့နိုင်ငံရေးအပြောင်းလဲတရကြီးဖြစ်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်ဒါကတော့နိုင်ငံရေးသမားတစ်တယောက် BG ရဲ့ဘဝဇာတ်ကြောင်းနဲ့အခုလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုပြောပြပေးထားတာပဲဖြစ်ပါတယ်ဒါဟာရုပ်ရှင်ဇာတ်ကားတကားရဲ့အဆုံးသက်လားဒါမှမဟုတ်ဘဝတစ်ခုရဲ့စတင်မှုတစ်ခုလား BG ရဲ့နိုင်ငံရေးဇာတ်လမ်းဟာဘလို့အဆုံးသက်သွားမလဲဒါကတော့ကြံရစ်ခဲ့တဲ့မိကွန်းတရားပဲဖြစ်ပါတယ်